အာဆင်နယ်ဖန်တွေစွတ်ပျော်မနေနဲ့ဒုံးစံတိုင်းဖလားလေးလုံးစလုံးလက်လို့ရပြီးဒုတိယနဲ့ပဲကျေနပ်ရလိမ့်မယ်အာဆင်နယ်ဖန်တွေကတော့ဖလားရပြီဆိုပြီးပိုင်တွက်နေကြပါရီဒါပေမဲ့သူတို့မသိတာကနှစ်တိုင်းဒီလိုပဲဟုတ်မလို့နဲ့အချိန်တိုင်းရင်ခွက်ပြောက်တတ်တယ်ဆိုတာပဲဖြစ်ပါရီနှစ်တိုင်းဒီလိုချိန်ဆိုရင်အာဆင်နယ်ဖန်တွေအတန်ထွက်တဲ့လောက်ဧပြီလဂျိုရာနဲ့ငိုမဲမဲလေးတွေဖြစ်သွားကြတာကကြတော့မြင်ရတာတောင်မှရိုးဟိုနေပါပြီလက်ရှိမှာတော့အာဆင်နယ်ဖန်တွေကသူတို့ပရီးမီးယားလိဖလားကိုကျင်းသေးရပြီလို့စိတ်ကူးဖဲရအပိုင်းတွက်နေကြပါရီဟိုကအဖြေတောင်မပေးရသေးဘူးကို့ဘာသာမင်္ဂလာဆောင်ဖိတ်စာတွေပြေးရိုက်ဒါလေးကြီးလိုက်ရင်ရှင်းပြပေးမယ်တွေပါတွေတစ်ဖက်သက်စိတ်ကူးယဉ်နေတာပါတကယ်ဆိုတော့မန်စီးတီးကအာဆင်နယ်ကိုအသာလေးပြန်ကျော်နိုင်တဲ့အနေအထားမှာရှိနေတာမျိုးဖြစ်ပါတယ်အာဆင်နယ်ကမန်စီးတီးကို6မှတ်လောက်ဖြတ်ထားတယ်လို့ထင်ရပေမဲ့ဒါကအစစ်အမှန်မဟုတ်သေးပါဘူးစီးတီးကတပွဲရော့ကစားထားတာဖြစ်တယ်လို့လာမယ့်အေဗီလာထဲမှာသူတို့နှစ်သင်းထိပ်တိုက်တွေ့ဖို့ရှိနေတာကအာဆင်နယ်ကိုအေးအေးဆေးဆေးလိုက်မိမဲ့အခွင့်အရေးဖြစ်ပါတယ်ထို့ပြင်တော့စီးတီးကရာသီကုန်ကနေရင်ပွဲတိုင်းဒီပါကိုအနိုင်ယူပြီးတော့အချိန်တင်တဲ့အစင်လာရှိတာကြောင့်အာဆင်နယ်အတွက်အခုရထားတဲ့6မှတ်အသာစီးဆိုတာကဘာမှကိုမပြောပါတော့တာဖြစ်ပါတယ်မန်စီးတီးကလက်ကျန်ပွဲကိုရောအာဆင်နယ်နဲ့ထိပ်တိုက်တွေ့တဲ့ပွဲကိုပါနိုင်ရင်စိတ်သက်ပိုင်းဆိုင်ရာအသာစီးယူပြီးတော့အာဆင်နယ်ကိုကြော်ဖြတ်ချန်ပီယံဖြစ်သွားမှာဖြစ်ပါတယ်ဒါ့အပြင်အာဆင်နယ်ကဒီယာဒီမှာကာရာဘန်ဖလားပရီးမီးယားလိချန်ပီယံလိနဲ့ FA ဖလားဆိုတဲ့ပြိုင်ပွဲ၄ခုစလုံးမှာရှိနေသေးတာကြောင့်ပရိသတ်တွေကတော့ဖလားလေးလုံးရနိုင်မယ်လို့မျှော်လင့်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ပွဲတစ်ခုချင်းစီရဲ့အနေအထားကိုကြည့်မယ်ဆိုရင်တော့စိုးရိမ်စရာတွေကြီးပါပဲကာရာဘန်ဖိုင်နယ်မှာအာဆင်နယ်မန်စီးတီးကိုမနိုင်ပါဘူးဒီပွဲမှာသာရှုံးခဲ့ရင်တော့ကျန်တဲ့ပြိုင်ပွဲတွေပေါ်မှာပါစိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေဖြစ်လာနေပါပြီတကယ်တော့မန်စီးတီးဆိုတာကကာရာဘန်ဖလားပြိုင်ပွဲရဲ့ရီယယ်မက်ဒရစ်ဖြစ်ပါတယ်မန်စီးတီးက2014ကနေ2021အတွင်းမှာဒီဖလားကို6ကြိမ်အထိရရှိခဲ့ဘူးတယ်လို့ဂွာဒီလာဆိုတာကလည်းဘိုလ်ပွဲတွေကိုဘယ်လိုကန်ရမလဲဆိုတာကိုကောင်းကောင်းသိတဲ့နည်းပြမျိုးဖြစ်ပါတယ်အာဆင်နယ်ကပြီးခဲ့တဲ့6နှစ်အတွင်းမှာဘာဖလားမှမရထားတာကြောင့်ကစားမတွေပေါ်မှာဖိအားတွေရမ်းများနေပါတယ်ကာရာဘန်မှာသာအာဆင်နယ်ရှုံးရင်ကြံဖလားတွေပါသူ့လိုခြေချော်ပြီးတော့လက်လွတ်ရမှာဖြစ်ပါတယ်ချန်ပီယံလိကတော့အာဆင်နယ်နဲ့ဘာမှမဆိုင်တဲ့ဖလားဖြစ်ပါတယ်ဒီနှစ်လည်းရစရာအကြောင်းမရှိပါဘူးအခုသူတို့လီဗာပူးစင်ကိုတောင်မှမနေကန်နေရတာပါဒါတောင်မှနိုင်ဖို့မသေးကြသေးပါဘူးလီဗာပူးစင်နဲ့တင်အာဆင်နယ်ပြုတ်သွားနိုင်ပါရီနိုင်ငံရင်လည်းလုံရောကျွံရောကွာတာဖိုင်နယ်လောက်ပါပြီဒီအသင်းကချန်ပီယံလိနဲ့ဘာမှမဆိုင်ဘူးမဟုတ်ပါလားခင်ဗျာအဖေဖလားလည်းအာဆင်နယ်မရရှိနိုင်ပါဘူးမန်ဖီတောင်းလို့အသင်းငယ်လေးကိုကစားခဲ့တော့ကတောင်မှအာဆင်နယ်ကမနေကန်လိုက်ရပါရီမာရီနယ်လီနဲ့ဂျေဇူးရဲ့ခြေစွမ်းကစိုးရင်စရာဖြစ်နေပါသေးတယ်နောက်ဆင့်မှာအသင်းကြီးတွေနဲ့တွေ့လာရင်တော့အခုလိုလူစင်းမျိုးနဲ့ရှေ့ဆက်ဖို့မလွယ်တာတော့အမှန်ပါပဲအာဆင်နယ်ကိုပြိုင်ပွဲပရိသတ်တွေကဒုတိယလူလိုခေါ်ကြတာကအကြောင်းပဲမဟုတ်ပါဘူး2022-23ရာသီကလေးကအခုချိန်ထိအာဆင်နယ်ကမဘေးစရာကိုဥဆောင်လိုက်ရာသီကုန်ကနေမှမန်စီးတီးကိုဖလားပေးလိုက်နေပြီတန်တရားလည်းနေတာဖြစ်ပါတယ်အာဆင်နယ်ကအခုချိန်မှာမဘေးစရာထိပ်ဆုံးကိုရောက်နေတယ်ဆိုပေမဲ့ဒါကဘာမှမသေးကြသေးတဲ့ကိစ္စဖြစ်ပါတယ်နှစ်တိုင်းဒုတိယလူဖြစ်ပြီးတော့ခွဲပြောက်တတ်တဲ့အာဆင်နယ်ကဒီယာဒီမှာလည်းဖလားလေးလုံးစလုံးကိုလက်လွတ်ရပြီးတော့ဒုတိယနေရာနဲ့ပဲကျင်းနေရဖို့အလားအလာ90%လောက်ရှိနေတယ်လို့သုံးသပ်ရပါတယ်ခင်ဗျာဒါကြောင့်အာဆင်နယ်ဖန်တွေအနေနဲ့အခုချိန်မှာအရန်ကြီးစွတ်ပြောမနေဘဲနဲ့လက်တွေ့ကျတဲ့အခြေအနေတွေကိုရင်ဆိုင်ဖို့အတွက်ပြင်ဆင်ထားသင့်ပါတယ်အာဒီတာရဲ့အသင်းဟာအရင်နှစ်တွေကထပ်ပိုကောင်းလာတော့မှန်ပေမဲ့မန်စီးတီးလိုအမားမရှိတဲ့အသင်းမျိုးကိုကြော်ဖြတ်ပြီးတော့ချန်ပီယံဖြစ်ဖို့ဆိုတာကအခုထိမရေရာသေးတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်အဆုံးသတ်မှာတော့ထုံးစံတိုင်းပဲဒုတိယနဲ့ပဲကျင်းနေလိုက်ရဖို့များနေကြောင်းဖလားလေးလုံးမှာတလုံးမှမရဘဲနဲ့ခွဲပြဖို့ရှိနေတာဖြစ်ပါတယ်ခင်ဗျာ